ဒီအမှုဟာကင်မရာနဲ့ဆက်ဆက်နေတယ်လို့တန်တရားဝင်ပြီးဘယ်နဲ့ခန်တော်တို့ဟာသတင်းစာမှတ်တမ်းဟောင်းတွေကိုရှာဖွေဖို့အများပြည်သူစာကြည့်တိုက်ကိုဥတီသွားခဲ့ကြပါတယ်သတင်းစာဟောင်းတွေကိုရှာဖွေပြီးတဲ့နောက်မှာနောက်ဆုံးမှာဒီအမှုနဲ့ဆက်ဆက်နေတဲ့ဆောင်းပါးတစ်ပုဒ်ကိုတွေ့ရှိခဲ့ကြပါတယ်ဆောင်းပါးမှာဆယ်ကျော်သက်3ယောက်ကိုတပ်ဖြတ်ခဲ့တဲ့ Roland Jones ဆယ်ဘိုဆိုတဲ့လူတစ်ယောက်အကြောင်းဖော်ပြထားပါတယ် Roland ဟာသူတို့ရဲ့ကိုယ်ပိုင်ကျောင်း Lancaster ပေါ်အထက်တန်းကျောင်းမှာဓာတ်ပုံဆရာအဖြစ်လုပ်ကင်ခဲ့ပူးပါတယ်အစီရင်ခန်းစားမှာလဲ Roland ဟာ Lena ဆယ်ဘိုဆိုတဲ့အမျိုးသမီးတစ်ယောက်နဲ့လက်ထပ်ထားတယ်ဆိုတာကိုဖော်ပြထားပါတယ်Bird ဟာ Roland Jones ဆယ်ဘိုဆိုတဲ့နာမည်ကိုကြားတဲ့အခါကင်မရာပေါ်မှာထွန်းထားတဲ့အတူကောက်စာလုံးတွေကိုချက်ချင်းသတိရသွားပါတယ်။ Real စာလုံးတွေဟာ Roland Jones ဆယ်ဘိုရဲ့အတူကောက်စာလုံးတွေဖြစ်ပြီး Bird ဟာ Polaroid ကင်မရာဟာတစ်ချိန်ကသူ့ပိုင်ဆိုင်မှုဖြစ်ခဲ့မှုတဲ့ဆိုတာပိုပြီးယုံကြည်လာစေခဲ့ပါတယ်။သတင်းစာဆောင်းပါးကိုဆက်လက်ဖတ်ရှုနေတော့မှပဲဆယ်ကျော်သက်တစ်ယောက်ကိုတပ်ဖို့ကြိုးစားရင်းဖမ်းမိပြီးနောက် Roland ဟာရဲတွေရဲ့ပြစ်တက်ခံခဲ့ရတာကိုတွေ့ရှိခဲ့ပါတယ်။ Roland ရဲ့အိမ်လိပ်စာကိုလည်းတွေ့ရှိခဲ့ပြီးသူဇနီးအသက်ရှင်နေသေးတယ်ဆိုတာသိရှိခဲ့ရပါတယ်လိပ်စာရရှိပြီးနောက် Burnett ခန်တော်ဟာကော်ဖီဆိုင်တစ်ဆိုင်မှာ Casey နဲ့ David တို့နဲ့တွေ့ဆုံဖို့စီစဉ်ခဲ့ကြပါတယ်မန်နာရဲ့တည်ဆုံမှုအပေါ်ဒေါသထွက်နေစေ David ဟာဖြစ်ပျက်ခဲ့သမျှအားလုံးအတွက် Burnett ကိုအပြစ်တင်နေခဲ့ပါတယ်သူက Batch ကိုတပ်ပုံရိုက်မယ်လို့တောင်ချိန်ချောက်ခဲ့တယ်ဒါမှသူမကျိန်စာရဲ့နောက်ထပ်သားကောင်ဖြစ်လာမှာဘက်ကသူမရဲ့ပုံရိပ်ဟာအဖွဲလိုက်တဲ့ပုံထဲမှာမတိလိုက်ပဲပေါ်လာတာကြောင့်သူမဟာကျိန်စာတင်နေပြီလို့ရှင်းပြပါတယ်ပြီးတော့သူတို့၄ယောက်ကသူတို့ရှာဖွေတွေ့ရှိခဲ့တဲ့အချက်လက်တွေနဲ့ဘာလို့တင်လဲဆိုတာဆွေးနွေးခဲ့ကြပါတယ် Casey က online လိပ်စာကိုရှာဖွေကြည့်တော့ Lina Sebel ဟာလွန်ခဲ့တဲ့နှစ်တွေကအိမ်ကနေပြောင်းရွှေ့သွားတယ်ဆိုတာတွေ့ရှိခဲ့ပါတယ်အဲ့ဒီအိမ်မှာအခုဆိုရင်ဘတ်ကိုဒေါသထွက်နေစေဖြစ်တဲ့ဒါဗင်ကရုတ်တရက်ပိုလာရိုက်ကင်မရာကိုဆွဲယူပြီးသူမအရင်တေးအောင်တပ်ပုံရိုက်ဖို့ကြိုးစားခဲ့ပါတယ်။ကော်နာကချက်ချင်းဝင်ရောက်တားဆီးခဲ့ပြီးနှစ်ယောက်သားရန်ဖြစ်ခဲ့ကြပါတယ်။ရုံရင်းဆန်ခတ်ဖြစ်နေချိန်မှာကော်နာဟာဒါဗင်ရဲ့တပ်ပုံကိုမတော်တဆရိုက်မိလိုက်တယ်။ဓာတ်ပုံပေါ်လာတာနဲ့အဖွဲလိုက်တဲ့ပုံမှာအရင်ကပေါ်လာခဲ့တဲ့မှောင်မိုက်ရိပ်ဟာဒါဗင်ရဲ့ပုံထဲကိုရုတ်တရက်ပြောင်းလဲသွားခဲ့တယ်။ဒါကြောင့်ဒါဗင်ဟာတရေရဲ့နောက်ထပ်ပြစ်မှတ်ဖြစ်လာခဲ့တဲ့ကြောက်လန့်တကြားနဲ့ဒါဗင်ဟာဘတ်ကိုတပ်ပုံရိုက်ဖို့ချက်ချင်းကြိုးစားခဲ့ပေမဲ့ Casey ကတားလိုက်တယ်ရုတ်တရက် Casey ကတပ်ပုံတွေကဒါဗင်ရဲ့ပုံကိုလက်ကနေထိုးလိုက်တယ်ချက်ချင်းပဲဒါဗင်ရဲ့တကယ်လက်မှာတူညီတဲ့ဒဏ်ရာတစ်ခုပေါ်လာတယ်အဲ့ဒီအချိန်မှာတပ်ပုံတစ်ပုံကိုလုံးမိတဲ့ဘာပဲဖြစ်ဖြစ်အဲ့ဒီထဲကလူကိုလည်းဖြစ်မယ်ဆိုတာသူတို့အပြည့်အဝသဘောပေါက်ကြတယ်တပ်ပုံပျက်စီးသွားရင်တားကောင်ဟာတကယ်ဘဝမှာလည်းအလားတူဒဏ်ရာမျိုးခံစားရလိမ့်မယ်ဒေါသထွက်ပြီးလုံးဝထိမ့်မနိုင်သိမ့်မရဖြစ်နေတဲ့ဒါဗင်ဟာရဲရရှိတယောက်ကိုကိုထိလက်ရောက်ကျူးလွန်ခဲ့လို့အငင်းပွားမှုကိုဖြိုခွင်းဖို့ကြိုးစားနေတဲ့ရဲရရှိတယောက်ကိုထိုးနှက်ခဲ့တဲ့ဒါဗင်ကိုဖမ်းဆီးပြီးနောက်ထပ်24နာရီကျင်းထောင်ထဲမှာပိတ်လောင်ထားခဲ့တဲ့ဘတ်နဲ့ကော်နာကရှရစ်သောမတ်ကိုသူ့ကိုလွတ်ပေးဖို့တောင်းပန်ပြီးဒါဗင်ဟာအနေနဲ့ကြီးကြီးမားမားကြားရောက်နေတယ်လို့ရှင်းပြခဲ့တယ်သူတယောက်တည်းနေရင်တရေကသူ့ကိုအလွယ်တကူတပ်ပစ်နိုင်တယ်ဒါပေမဲ့